ပိုင်ဝင်လေးအားလုံးပဲမင်္ဂလာပါဒီ Universe ကပေးတဲ့ Merry Christmas လက်ဆောင်ဆိုရဲဒီမိကုံကိုဖတ်ပေးမှာဖြစ်တယ်ပေါ့နော်ဆိုတော့ပိုင်ဝင်လေးတွေအတွက်ဒီ Universe ကပေးမဲ့ Christmas လက်ဆောင်ကကြာဘာဖြစ်မလဲဆိုတော့ဒါငွေရေးစီးပိုင်းဆိုင်ရာကိုပို့ပြီးတော့မြင်ရပါတယ်ဆိုတော့ဒီမှာ Wheel of Fortune အနေနဲ့ကြာရဲပြီးတော့ Nine of Pentacles and Eight of Pentacles ပေါ့အဲ့ဒီဟာတွေကြာတဲ့အခါကျတော့ဒီကိုကဒီလက်ရှိအချိန်မှာဖြစ်ပြီးခဲ့တဲ့အချိန်ဒီမှာဖြစ်ထောက်လျှောက်ပေါ့နော်ကိုလောက်ရမယ့်အလုပ်ကိုကြိုးကြိုးဆဆနဲ့လုပ်ခဲ့ရလေးရှိနေမယ်ကိုစူးစမ်းခဲ့တဲ့ဒီ project တွေအရာတွေပေါ့နော်ဒါတွေရှိနေမယ်အဲ့ဒါတွေအကုန်လုံးကဒီ Christmas လက်ဆောင်အနေနဲ့ Universe ကနေပြီးတော့မှဒီအောင်မြင်မှုအတီးပွင့်တွေ result တွေကိုဒါကိုပြန်ပြီးတော့ပေးတော့မှာဖြစ်တယ်ပေါ့နော်ဒါ for Wheel of Fortune ဆိုရတာပဲကံကောင်းမှုတွေတစ်ချိန်ပြန်ရောက်လာတော့မယ်ဆိုရဲဟာမျိုးပြောချင်တာပါဆိုတော့ဒါငွေကြီးနဲ့ပတ်သက်ပြီးတော့ဒီလုပ်ငန်းပိုင်းမှာကိုစူးစမ်းထားတဲ့ဟာတွေရှိရဆိုလို့ရှိရင် Universe ကနေပြီးတော့မှပိုင်ဝမ်းတွေကိုအဲ့ဒီရဲ့အောင်မြင်တဲ့ result တွေကိုပေးတော့မှာဖြစ်ပါတယ်ပြီးတော့ငွေကြီးပိုင်းမှာလည်းတော်တော်လေးကိုအဆင်ပြေလာမယ်ဆိုတော့ energy မျိုးရပါတယ်ဆိုတော့ဒါပိုင်ဝမ်းလေးတွေအတွက်ကို congratulation ပါ sign နေနေဆိုရင်တော့ဒီမှာက fire sign နဲ့ဒီ earth sign တွေပေါ့နော်အဲ့ဒါတွေကိုခံစားမိရယ် Aries Leo Sagittarius and Taurus Virgo Capricorn ပေါ့နော်အဲ့ဒီ sign တွေပါတယ်ဆိုလို့ရှိရင်ပြီးတော့ခုနကပြောထားလို့ကိုကလည်းကြိုးစားထားတာရှိရဆိုလို့ရှိရင်တော့ဒါဒီပိုင်းကကိုအတွက်ပါပဲဆိုတော့ကျေးဇူးအများကြီးတင်ပါတယ်တပိုင်တိုးလေးတွေအားလုံးပဲမင်္ဂလာပါ Universe ကပေးမဲ့Christmas လက်ဆောင်ပေါ့နော်ဆိုတော့ပိုင်တိုးလေးတွေတက်ကဘာလက်ဆောင်ဖြစ်မလဲဆိုတော့ awakening ပေါ့နော်စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့ awakening တစ်ခုလို့မြင်ပါတယ်ပြောချင်တာကတော့ဒီကိုမှာပေါ့နော်ဒီရှေ့ဒီပြီးခဲ့တဲ့အချိန်ကာလတွေမှာဒီအခြေရနဲ့ပဲဖြစ်ဒါမှမဟုတ်ကိုမှာဒီစိတ်ပိုင်းဆိုင်ရာ emotion နဲ့ဖြစ်လို့တခုဖြစ်ခဲ့ဆိုရင်ပေါ့နော်ဒီ Christmas လက်ဆောင်အနေနဲ့ကိုကဒီဟာနဲ့ပတ်သက်ပြီးတော့မှကိုယ့်ရဲ့ဒီအတွင်းထဲကဘာကိုဖြစ်ချင်တာလဲကိုယ့်ရဲ့အတွင်းထဲမှာရှိတဲ့အရာတွေကိုပိုနားလည်လာပြီးတော့မှဒီ awakening တခုဖြစ်လာမယ်ဆိုရဲ energy မျိုးကိုရရပေါ့နော်ပြီးတော့ဒီကိုယ်စီကိုဆိုလို့ရှိရင်ဒါဒီအခြေရေးမြစ်တာနဲ့ပတ်သက်ပြီးတော့သတင်းကောင်းကြားရတာမျိုးတို့ commitment ပေးတာမျိုးတို့ကန့်လန့်ချက်တခုရလာတာမျိုးတို့စသဖြင့်ပေါ့နော်အဲ့လိုမျိုးကိုမျော်လင့်နေတဲ့လူတယောက်ပြန်လာတာလည်းဖြစ်နိုင်တယ်ပေါ့နော်ကိုစီတခုခုဒီအခြေရေးနဲ့ပတ်သက်ပြီးတော့လူတယောက်လာတော့မယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုး energy မျိုးကိုလည်းရရတယ်ပြီးတော့ဒီအလုံးအကင်ပိုင်းနဲ့ပတ်သက်ပြီးဆိုလို့ရှိရင်ကိုကဒီအလုံးကိုစဉ်းစားထားတဲ့အလုံးအသစ်တစ်ခုပေါ့နော်အဲ့လိုစတင်ရတာမျိုးဒါမှမဟုတ်လို့ရှိရင်လည်းကိုပညာရေးနဲ့ပတ်သက်ပြီးတော့စတင်ခြင်းတစ်ခုစတင်ရတာမျိုးပေါ့နော်ဒီလိုကောင်းသော new beginning တစ်ခုကိုလည်းမြင်ရတယ်ပေါ့နော်ဆိုတော့ဒါပိုင်တူးလေးတွေအတွက်ဒါဒီ Christmas လက်ဆောင်အဖြစ်မြင်ရတာ Universe ကပေးရမယ့်ဟာမြင်ရတဲ့ဟာလေးပေါ့နော်ဆိုတော့ sign အနေနဲ့ဆိုလို့ရှိရင်တော့ရဲမှာက water signs fire sign နဲ့ earth sign တွေခံစားရတယ်ပေါ့နော်ဆိုတော့ဒီ Aries Leo Sagittarius ပြီးလို့ရှိရင် Taurus Virgo Capricorn ပြီးလို့ရှိရင်ဒီ Cancer Scorpio Pisces ပေါ့နော်ဒီ sign တွေလည်းတွေ့ရပါတယ်ဆိုတော့ကိုဖြစ်နေတဲ့ဟာနဲ့ဒီ sign စီနေဟိုမှာကိုနဲ့ energy ကိုက်လို့ယူပြီးပေါ့နော်ဟုတ်energy ကိုက်မျိုးလည်းမျှော်လင့်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်တက်တာပါ